နေ့ပြပေးချင်တာကတော့ supply စီးတဲ့ video လေးကိုပြပေးချင်တာပါဒီစီးမှာတော့မဟုတ်ပါဘူးဒီစီးရဲပါဘူးအဲ့အတွက်နေ့တူတာနေ့ကိုသားပြပေးပါပါနော်ကိုင်းဒီကျိုးစိတ်အောင်လာလေးကနော်ဒီတိုင်းမျိုးလေးဒီကျိုးကတော့ကိုင်းလို့မရဘူးဒီတိုင်းစစ်သွားလို့ဟိုဘက်ဝင်ဒီဘက်ဝင်ဘယ်လိုပေါင်းရှိအဲ့တော့ခြေတော်လေးမြောက်မယ်နော်လမ်းမှာရက်သွားခဲ့ရင်တော့ကျိုးလာမယ်လာရင်အကျိုးလေးကိုကိုင်းပေးလိုက်နော်ဟုတ်ဆွဲပါအဲ့ကိုထိုင်ကြည့်ဟုတ်ကဲ့တော်လေးမြောက်မယ်ကြာပြီလားလိုက်ပြီ supply စီးရဲ့တောက်ချောင်းမှာတော့အတန်းတော်တော်လေးဆူတာကိုတွေ့ရပါတယ်supply ရဲ့အမြင့်ကတော့အမြင့်ပေ2600ရှိပါတယ်ဒီ supply ကိုစီးရလိမ့်မှာပဲလက်မှတ်ဖြတ်ပြီးစီးမယ်ဆိုလို့ရှင်တော့သူကတယောက်ကို3000ပေးရပါတယ်ဒါမှမဟုတ်ကိုတဲတဲ့ hotel တွေမှာပဲခါတဲ့ booking လုပ်ခဲ့မယ်ဆိုလို့ရှင်တော့တယောက်ကို2000ခွဲပဲပေးရပါတယ်နော်ရောက်ပါပြီဒါတော့ပကံရောက်ပါခင်ဗျာပကံမှာကျတော့ဒီရုပ်ထုတွေရှိတဲ့ပကံပေါ့နော်ဒီပကံရောက်ပါတယ်ဒါတော့ဟိုပကံကိုပြန်ကူတဲ့အပေါ်ပြန်တက်နေတာပါဒါတော့ကင်ရဖြစ်ပါတယ်ဒါကတော့ဒီကံပါပါဆောင်းလေးပါလေ။ Sorry. Ah, sedikit deh.ပေါ်စီကကြည့်ရတဲ့ view ကတကယ်ပဲလှပါတယ်နော်နေတို့လိုမစီးရတဲ့သူတွေအတွက်ကတော့သူများစီးတာကိုပဲအားချနေအောင်ရှိပါတယ်ဒါပေမဲ့သူတို့အဲ့နေ့ကဒီဟာစီးဖို့ကိုတနားရီခွဲလောက်တန်းစီလိုက်ရပါတယ်ရှင်ဒီလိုကိုကအငင်းကြောက်တတ်တဲ့သူဒါမှမဟုတ်ရေမကူးတတ်တဲ့သူဆိုရင်တော့မစီးသင့်ပါအောင်နော်ဖြစ်လို့လဲဆိုရင်ဒီခါလေးကြာရင်တော့ရေလေကောင်မှာတိုးဝိုက်ရက်သွားတတ်တယ်အဲ့ခါမျိုးဆိုလို့ရှင်တော့လှေလေးတွေ့ရပါတော့အဲ့လှေနဲ့တို့လာခေါ်မယ်ထင်တယ်အဲ့ဒါတကယ်လို့ကိုကရေမကူးတတ်ဘူးရေလေးထုတ်ကြမယ်ဆိုလို့ရှင်တော့လဲစမပြေဘူးပေါ့နော်အဲ့ဒါဖြစ်ခဲပါတယ်အဲ့လိုမျိုးတော့တစ်ခါမှမကြားခဲ့ဘူးပါဘူးနော်မင်းပါလေကျေးဇူးဆက်ရပါပြီနောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ခီးသား vlog လေးတွေထပ်ပြီးတော့တင်ပေးအောင်ပါမလို့နင်းရဲ့အကောင့်လေးကို follow လုပ်သွားပေးခဲ့ကြပါအောင်နော်